高眼睛呀，能多个，为了变得只想生追了问啦。有人追着拉那的米，搞变到随便寻觅那些嘛。အိမ်လားဆက်နေထိုင်မနေ့ကပေးလိုက်တဲ့အိမ်စာရေးစစ်မယ်တောင်းနေထုတ်ထားကြဟာဆရာမအိမ်စာပေးလိုက်တာလားဟုတ်တယ်လေဆရာမ6ပုတ်ပေးလိုက်တာဟာဆရာမကလေ6ပုတ်တောင်ပေးရတယ်လို့အများကြီးပဲတားတော့အိမ်စာပြီးပြီလားတော်ရင်ငါတောင်းအောင်မဆိုင်မြန်အိမ်စာအောင်အော်ဆရာမဘာလဲနေဘွားနေမကောင်းလို့ပြောဦးလို့လားမဟုတ်ပါဘူးအဲ့ဆိုမှလည်းအိမ်စာမပြီးသေးဘူးပြီးသေးခန်းပြင်ထွက်ရမှာလက်မြောက်ပြီးနေနေတလေးတလေးတောင်းနောက်ကြလိုက်စောင်းမပါလာလိုက်အဖွားညင်ကောင်းတဲ့ပြောလိုက်စင်စလက်ကမျိုးစုံနဲ့ခက်ကိုမြင်ရတာတော့ငါညငါအတန်းတော့လောင်းစဉ်းစားနေလူကလေးမအောင်တင်စာလုံနေရတဲ့ဆိုင်လေဒီတိုင်းလေးနေရတာမဖို့ကောင်းတယ်ခိုးဘက်တန်ကောင်မလေးလည်းကြည်ရတယ်မကျဘူးလောအောင်မဖြစ်နိုင်ဘူးဒီလိုအာယုံနဲ့ကြဘူး ဘယ်လိုအာယုံလဲရေဆရာမဟိုဗါလေကျမမြည်လေးကလေဟိုစကူဒီပါတောင်တိတ်ကြီးရောင်းမယ်တဲ့လားအဖေပြောတော့အဖေညဉ့်ကောင်းနေဆိုမအောင်ညံကောင်းတာလေကျမဖိုးရှိုးပြီးတော့ဟောပေးလို့တော့မရဘူးကျမမပြောနဲ့ကြားမစင်းကိန်တော့မအောင်နိုင်ဘူးအော်ဆရာမရေစာကြိုးစားလို့ဆရာမရှိလာပြီးရေရကြည်တာပေါ့စာကြိုးစားလို့ကတော့လေဆရာမရှိလာကြအောင်မလို့လာနဲ့ကျမလည်းလုံးဝမกินနိုင်ဘူးဟဲ့တော့လာမိပြန်မလားအလကလိန်စားနေတာဟာမအဖွားပြောတော့စွမ်းနေဆိုအရင်တော့စွမ်းတာကိုမစွမ်းတော့ဘူးအဖွားဒီနောက်မှလေမောင်ဆိုင်တဲ့တို့အိမ်ကဘယ်နားလဲမသိဘူးနင်လက်ပြန်လာလေဟောအမလည်းအလန့်တကြားနဲ့ကျွှင်းနေပြန်လာလေဘယ်လိုကျွှင်းလဲပြောနင်မစိတ်နဲ့ချက်ကိုယူပြီးပါငါမြင်နေလေဟောအဲ့ဒါယူသွားတာမဟုတ်ဘူးခဏငားသွားတာအဲ့ဒါငါလာချက်ပမာလေးပြီးပြန်သွားပြီလေဟဲ့ဘယ်လိုပြန်လာလဲနင်မလေးနဲ့ငါအမလိုက်ကြစမ်းနင်အဲ့ချက်ကိုရောင်းလာပဲဟုတ်တယ်မဒီလောက်တော့ရလာရောက်နှုတ်ပိတ်ခပြီးရနှုတ်ပိတ်ခလုံးနေတယ်အမချက်ပတ်စံပြန်သွားပေးပြီးတော့အချက်ကိုပြန်ယူလာရင်ငါမစိတ်ကိုပြန်လာပေးမယ်ပြောထားတယ်ဟောမအဲ့လိုလုပ်လို့မရတော့ဘူးလေအဲ့ချက်ကအခုချိန်လောက်ဆိုဒဲဝထဲရောက်နေလောက်ပြီဒဲဝရောက်လာလေနင်ကဒီလိုမလုပ်တော့ဘူးဆိုဘာလို့ပြန်လုပ်နေရလဲဟဲ့နင်မစံလို့ဆိုလည်းငါ့ကိုပြောမှာပေါ့ဟဲ့ကျွန်တော်ကျူရှင်လောက်ကဘေးစရာရှိလို့အမေကိုတောင်းတော့လဲအမေလည်းမပေးဘူးကျူရှင်ဆင်မကလည်းအများနဲ့ရှက်ခွဲနေတော့ပဲအဲကြောင့်မလို့ကြံမိကြံလိုက်မိဟာဟဲ့ငါ့ကိုပြောမှာပေါ့ငါပေးမှာပေါ့ဘာမှမပြောရမှာလဲအမအဖြစ်လုတ်တော့မရှိပဲနဲ့ဟဲ့ငါအလုံးမရှိဘူးဆိုရင်လည်းငါအမကြီးပြရလေဟဲ့ငါကြံဖန်ပြီးနေလို့ဝေးမှာပေါ့နော်ဒီလိုတောင်လုံးနဲ့ကြားလားနော်အမတကယ်ပဲသွားတော့မလို့လားအေးငါသွားတော့မယ်ဟဲ့အမေတမီးသွားပြီနော်အမေဟိုရောက်မှအမေနဲ့မောင်လေးတော့မဆက်နေပို့ပေးမယ်နော်အမလေးနိုင်ငံခြားနဲ့ကြားကောင်းပြောမနေပါနဲ့အေးလီရှာထွက်ရင်ထွက်တယ်ပေါ့ကြွမှာသာကြွစမ်းပါအေးပါစားပေါက်တစ်ခုရော့သွားလဲငါ့အတွက်ကတော်တော်တက်တာတယ်ဟဲ့ငါမင်းကိုစိတ်ချမယ်နော်အေးမင်းဝီးဆိုင်နော်အမေပြောသလိုလဲမနေတော့နဲ့အောင်နော်အမေဟဲ့ရှေးမနေနဲ့ငါသိသွားပြီကြားလားဟယ်လိုမကျွန်တော်ဘယ်ရောက်ညာလဲမကောမမီဘူးလားမကောအမကန်တိုင်းပြီးလို့ဆိုပြီးတော့မအိမ်မခေါ်လာခဲ့ရလေအမနာမည်မပုတ်လေဒါဆိုသူမကောရဲ့မိမလေးမမီဘူးလားဒါကျွန်တော်မိမဘယ်လိုဖြစ်နိုင်မှာတော့သူကျွန်တော်သိရသူကကျွန်တော်တို့ရွာလေမဆုံးမပန်းဘူးအုံးလို့သိမကောင်းဘူးဟမ်ဟုတ်လားပန်းဦးဟုတ်တယ်အော်ဒါနဲ့မကောဒီဘယ်လိုပြန်ခေါ်သွားလဲမသိဘူးငါနဲ့ခေါင်းထဲမှာတော့ယူဆူနဲ့ဒီခုညာလိုက်လို့တော့ထုတ်လာပြီမောင်ကောဟာနိချောင်းမင်းကြွားဟုတ်ဘူးဒီမှာဆိုလို့ငါစေတနာနဲ့ပြောပြတာသူငယ်ချင်းနေရလေဘယ်လိုရောက်လာတော့ဒီမှာငါဟိုဒီဟိုကလုံနေလေမင်းကလည်းလောက်ရှာလို့ငါပြောစရာရှိရပြောမယ်ဒီဘောကြွေပြရရတယ်တရုတ်ပြန်နေရောက်လာတာလီစီးပြီးတော့အတိတယ်တယောက်ကကြွေပြရမလျှော်တဲ့ကြွေပြခင်းထားတာတိတယ်ဒါလည်းအားလုံးကလေနေစိတ်တန်ကြကြီးပဲဟိုသူငယ်ချင်းသွားမှာတော့ဒီမှာငါနေရှိနေတော့မထွက်တော့ဘူးဟုတ်ပြီညလို့တော့ငါကြွားစရာအများကြီးရှိသေးတယ်ဇာတိမှန်တော့ပေါ်ပြီကြွားလို့မပြီးနိုင်ကြွားစိတ်မှာအော်ဒီမှာထိုင်
this boy ဘွာကြောက်ပြား အဲ့တကယ်ချင်းနေအောင်ညတာလေနင့်တအိမ်လုံးမှရှိတဲ့ကြောက်ပြားကြွေပြားတွေကိုတရုတ်ပြည်ကလာတယ်တရုတ်ပြည်ကမာတယ်ပဲပြောနေငါတို့လေတနေရာမှာတွေ့ဖူးနေတယ်လို့ပဲနော် ပိုပြောမနေနဲ့ဒီကြောက်ပြားကြွေပြားတွေကလေငါအိမ်မှာပဲရှိတယ် မဟုတ်တော့ဘူးထင်တယ်နော်ငါသိထားကြည့်လိုက်တော့မှလေနေ့အိမ်မှာရှိတဲ့ကြောက်ပြားကြွေပြားတွေရဲ့အစင်နဲ့ဒီဇိုင်းတွေကိုငါတနေရာမှာမြင်ဖူးနေတယ် နင်ကလေညင်တော့အတိုင်းပဲအမြင့်တက်ချက် တငယ်ချင်းဘောစီမရဲ့နင်မယုံဆိုငါလိုက်ပြပါမယ် ပြပြ မင်္ဂလာပါရှင် fashion တော့မှကနေကြိုဆိုပါရရှင် အမတို့ဆိုင်မှာလေတရုတ်ပြည်ကလာတဲ့ကြွေပြားကြောက်ပြားတွေရှိရဆိုဟုတ်တယ်မလားအမ तू ကလေမယုံလို့တဲ့အဲ့ဒါခေါ်လာပြတာ မလေပြလေ အိုးဟုတ်မှာလာနေ့အိမ်နဲ့တပုံစံနဲ့ဒီမှာတငယ်ချင်းဒီမှာနေ့အိမ်မှာတောင်းထားတဲ့ကြောက်ပြားတွေနဲ့တပုံစံနဲ့ပဲဒီမှာတော့ရွေးချယ်စရာအများကြီးရှိတယ်ရွေးစမ်းကြိုက်တဲ့လောက်ရွေးစမ်း ဟုတ်ပါတယ်ရှင်ညီမတို့ fashion ကျောင်းဘက်ကကြွေပြားကြောက်ပြားတွေကိုတရုတ်နိုင်ငံကနေဓာတ်ရိုက်တင်ပြီးတော့ခင်မီစက်ကြီးများဖြင့်ထုတ်လုပ်တင်သွင်းဖြန့်ပြီးတော့ချပေးနေဖြစ်ပါတယ်ရှင် ကြားရနော်တငယ်ချင်းဘာမှတရုတ်ပြည်ကနေလေကိုပိုင်လေရင်ကြီးနဲ့တဲပြားစရာမလိုအေးမဟုတ်ဘူးတဲလာစရာမလိုဘူးလို့ဟောဒီ fashion stone မှာအကုန်အစုံရှိတယ် ကားကြီးကျုံးကမှာတုံးတဲ့ဟာတွေနဲ့တူပဲမဖြစ်နိုင်ဘူးတော့လုံးဝဖြစ်နိုင် ဖြစ်နေတာပေါ့တငယ်ချင်းရဲ့ဟောဒီ fashion stone မှာလေရေချိုးခန်းသုံးပစ္စည်းတွေအပြင်ကြွေပြားကက်ရမှာအသုံးပြုတဲ့ accessory မျိုးစုံကိုလည်းစိတ်တိုင်းကြဝယ်လို့ရသေးတယ်တငယ်ချင်းရဲ့ ဝေါညီမလေးတို့ဆိုင်ဖွင့်တာကြားပြီလားမလည်းမသိရပါဘူး ဟုတ်ကဲ့ရှင်ညီမတို့ fashion ကျောင်းဘက်က62လန်108ကျကိုရမှာတက်ဆိုင်33လန်88နေကြမှာ2026ဇန်နဝါရီလမှာစိုက်တယ်လေးဆိုပြီးတော့ဖွင့်ရှင်းထားပါတယ်ရှင် အမကလေမန္တလေးမှာအရင်ကဒီလိုဆိုင်ရှိမှမသိဘူးအဲ့ဒါကြောင့်မို့လို့တရုတ်ပြည်ကနေကိုပိုင်လီနဲ့တော်ပြီးတင်နေရတာကြွားရမဟုတ်ဘူးနော်အတိမှဆိုလို့ပြောပြဟုတ်ကဲ့ရှင်အမလေးအမယူရပစ္စည်းတွေထဲမှာဒီ snacking ငါလုံးမှထည့်လိုက်ပါပြင်ပေါက်ချဆွဲလို့ရတယ် တငယ်ချင်းအခုတော့နင်ငါပြောတာယုံပြီမလားနင်ကလေနင်ပြောလိုက်အမှန်သူများပြောရင်တော့အမားနင်ကမှလေတကယ်အငင်းတန်တာသိလား ဟုတ်ပါပြီနေမဲ့အမှန်နေမဲ့တလောကလုံးမှအမှန်ဆုံး အကြွားထူအလကားလူတဲ့ကြွားထူလို့နဲ့ကောင်မအခုတော့ရှက်ကွဲပြီ အခု ဘာတော့ အခုမင်းမပတ်ဆိုင်ရှင်မလို့ ဘလို့မိမတော့အဲ့ဒါငါမိမမဟုတ်ဘူးငါလူပြိုးပတ်သက်မရှင်းတာသူ့စီလိုက်တောင်းလေ အဲ့လိုမျိုးလေးကိုအခုသူနဲ့တူလာလေးကို အဲ့လိုမလုပ်ပါနဲ့ငါလည်းမဆိုင်ဘူးလေ အဲ့လိုမျိုးလေးကိုဟုတ်လား ဟဲ့နင်တို့လည်းမြန်နေမှာဘယ်နည်းလောက်ရှိ တုံးနဲ့ တုံးနေကိုနေတော့ကလေးမြင်ကြတယ်ဗလား မြူသေးဦး ဟဲ့မလို့နဲ့နော်ကလေးဆိုတာငယ်တော့ယူကြမလေးကြည့်လာလို့ရှိရင်လေမွေးရခက်တယ်ဟဲ့ဒါနဲ့လေငါမေးပါဦးနင်ယောက်ျားလို့လားနင်လို့လား ဒေါ်လေးဘာလာပြောနေရလဲအခုကခဲလေးတယောက်ပြည့်စုံဆောင်ရှော့ရတယ်ဆိုတာလွယ်နေများချင်နေလား အမလေးဟဲ့တယောက်ကိုပူနေသေးတယ်ငါဆို၄ယောက်မငါသားသမီးတွေဆိုလို့ရှိရင်ကြည့်လို့နိုင်ငံကြတော့ပို့ထားပြီးအခုဆိုရွာမှာလေတရက်တည်းအရင်ကတာဝလေရီရချန်နေတော့လေအများကြီးငါရွာမှာဆိုလို့ရှိရင်ခင်းဝင်နဲ့တသေးဟဲ့နည်းနည်းရမဟုတ်ဘူးနော်နင်းကြည့်ရတာလေဟဲ့တသားမီမီလေးတွေပြူးကျူးရတဲ့ကိုလေအလားပါထိုင်ပြင်းနေရတာမျိုးမဲ့မိုးတဲ့မိမမျိုးပါသိပါဘူးငါတာလေနင်းယောက်ခမနေရမှာဆိုလို့ရှိရင်ငါသားနေရတော့လုံးဝတဘောမတူအချို့ယောက်ျားတွေလေဘာကြည့်ပြီးကြိုက်ကြတယ်မသိဘူးနော်အလားပဲတနေ့ကုန်ထိုင်ပြင်းနေမိခင်စိတ်မရှိကြဘူးတော့တချို့ဟာတွေကလေကလေးယူလိုက်ရင်ပုံပြစ်မှာဆိုတဲ့ခါကျတော့မယူကြဘူးအဲ့ဒါဘာစိတ်လဲ အော်တာလားသိကျင်တယ်ပေါ့ဒါကိုကြီးစီးတဲ့ကထွက်တဲ့အစီချေဖြတ်ပြာစီလေး ဘာကောင်းတာလဲအစီရီတဲ့အစီပိုးချင်းအဝါလုံးချင်းအစင်းနဲ့ကတ်ခဲချင်းငါဖြစ်နေတဲ့ယောဂါတွေအမလေးရောင်ချင်းဒူးနာချင်းနဲ့တွေးကြောချင်းချင်းများပြင်တွေးတဲ့အစီများပြီးအဝါလုံးလေးလာချင်းအမလေးငါဖြစ်နေတာတွေအတော်အလားအထိုင်တာခက်ခက်တယ်ငါဖြစ်နေရတယ်လေကြည်ကြည်ထားသလိုပဲတော့ပိုတော့အစီတွေကိုလေတဲ့ဘေးဥပကင်းစာနဲ့ချစ်ဖြစ်ပေးပါလိမ့်တဲ့ငါဖြစ်နေရတယ်ကတိပဲဒီလေးငါယူလိုက်တော့နော် မပေးပါဘူးလိုချင်ဖို့ကိုတော့ဝဲပါလား ဟဲ့ငါဒီမှာတော့ရမှာတော့ အော်လိပ်စာလေးပြောပြမယ်အမတ်ဇာမြင်စွဲမြင်းဆောင်နဲ့တာယာကုန်းကနတ်တောင်ကုန်းရဲ့ကွအေးစိန်ရန်ကုန်မြို့မှာရှိတယ် မလေးဟုတ်ပါပြီငါပဲဝယ်ပြီးတော့တောက်3000ဘူးလိုက်ပါမယ်နေဟာလေတော့ကစကုတ်တဲ့ကောင်မနော် အော်မေ तू ကပဲပြောရတယ်ရှိသေး ဟုတ်တော့တိုင်းနေပါဖြစ်ငါအရင်စမှာကောင်းလို့ပြောကုန်ကြလားမသိဘူးဒီကလည်းဘာလဲလာအဖေဘာလုပ်တာလဲမတချင်းတော့ပြောင်းမပြန်ရဘူးပြန်လဲဟောသမီးကလေသမီးကြောင့်ဟိုမှာတိုင်းနေမိလဲကုန်ပြီလေဟာသမီးလည်းဘယ်လိုလုပ်တတ်နိုင်မှာလဲသမီးဆိုတာကောင်းလို့တဲ့ခါကျတော့နားမထောင်မနိုင်မနဲ့မိတော့အဖြစ်မှာပေါ့မဟုတ်ဘူးသမီးတစ်စက်အရင်နဲ့လို့ဆက်နံလို့အေး
တမီသွားမတက်ဘူးလားယင် ပါဘူးငယ်ငယ်တော့ကဖေတို့တိုက်ပြီးလို့တိုက်တာလေအမေကလေအပြေပေါ်ဝင်ကြတဲ့တိုက်ပေါက်ကွက်ကိုတခါမတိုက်ဘူး ဟာဘာလို့တော့ဘာလဲသွားတိုက်စီကောင်မနှမျောလို့လား အဘေး ယောတမီမေဝယ်ပေးထားတဲ့ 3-in-1 ကာကွယ်မှုနည်းပညာအတစ်နဲ့ 3D ဖြူခိုင်အေးသွားတိုက်စီအတစ်ပေါ့အဖေတို့တမီသားစုလုံးလဲတုံးလို့ရရလေ 3D အတစ်မှာပါတဲ့ခရစ်စတယ်မုန့်လေးတွေကသွားတွေကိုဖြူစေတယ်လေတမီရဲ့တမီငင်များဆိုအချိုစားရတာအခွန်မာသီးတွေစားရတာအရန်ကြိုက်လို့တမီအမေကသွားတွေပုံမခိုင်မအောင်ဆိုပြီး fluoride ပါတဲ့သွားတိုက်စီတွေကိုတကူးကဝယ်ပေးထားတာတမီရဲ့ခုလိုမျိုးကတွင်းနဲ့နန်နဲ့ပြဿနာအတွက်ဆိုရင်လဲဘာမှစိတ်ပူစရာမလိုဘူးတိုက်နေတဲ့အချိန်မှာရောတိုက်ပြီးသွားရင်ရောကတွင်းနဲ့လေးကအေးပြီးမွေးနေရပဲဟောဒီ 3D သွားတိုက်စီကိုတဘူးဝယ်ုံနဲ့အာနေတင်3မျိုးတောင်ရတာဆိုတော့အခုပဲတိုက်လိုက်တော့နော်တမီ ခေါင်းလန်းတွေနေဖြတ်ခါလေးကြောထိုင်ကလောကရန်တွေထမ်းပိုးကရဲရင်နဲ့ဖေးမိုးမြေမခရအောင်လေအယိုးချင်နန်းတော်ပါစေထိတစ်ချောင်းလိုမိုးထားတဲ့အဖေ